လေမရွှေကြပန်းဆွလမ်းမှုသူဟန်ပြေဝေးတယ်လို့မြင်ဝေးတယ်လို့မြင်မယုံခြင်းမယုံခြင်းဝေးတယ်လို့မြင်မယုံခြင်းမယုံခြင်းတို့ကမသာသေးကြောင့်ရဲ့ရိုးရမမှန်လို့တော့မောင်ကြီးရဲ့ပေးတဲ့မြတ်တာတောင်းမကမိုးရညိုရွာတော့မလို့အမရေဒီကျွမျိုးကြီးပေါ်မှာခရမ်းချင်စီဘယ်လိုစိုက်ရလဲရှင်ဟုတ်ကရွှေနေတင်ပြီးဆက်ရတဲ့အမရွှွနုံနေတင်ပြီးစိုက်တာအော်ခရမ်းချင်စီကြီးကြီးထွားအောင်ကြတော့ဘာကြီးတုံးလဲမသိဘူးမဟောနေနဲ့အရင်တုံးရတဲ့အမမော်ဒီတုံးတာအော်အဲ့ဆိုမော်တွေကလည်းမျောစာဖြစ်တုံးလို့ရရပေါ့တုံးရတဲ့အမအော်ဟုတ်ကဲ့ဒီမှာခုနလမ်းမလာတော့ကလေအဲ့လိုမျိုးမော်ရင်းနဲ့အဲ့မျိုးကော်ပြီးတော့တင်နေတာတွေ့ရရှင်အဲ့ဟာတွေကအဲ့ဆိုမျောစာဖြစ်တုံးဖို့လောက်တာပေါ့နော်မျောစာဖြစ်တုံးဖို့လောက်တာအော်ဟုတ်ကဲ့ရှင်ဒီခရမ်းချင်လေးတွေကြောင့်အမဘယ်ကိုတင်ဖို့ရောင်းချရလဲဒီခရမ်းချင်လေးတွေကသူအင်စတာတွေကတော့ထောင်ရွှေပဲတင်ဖို့လားထောင်ရွှေပဲပို့တာပေါ့နော်ဒီမှာလည်းခရမ်းချင်လေးခူးကြည့်ချင်တယ်အမဒီလိုရတဲ့အမဘယ်လိုခူးရလဲကြားကြည့်ပါဦးအော်ဒါဆိုခူးရပါတော့အခုရရဟုတ်လာနေရလားပြောလားအမပြောတယ်ဒီလိုရေပေါ်စိုက်ခင်းနေမှာလဲအဲ့လိုအတီးတစ်ခါမှမခူးဘူးလေဘယ်လိုလဲမသိဘူးခါသားချက်လေးကကျင်းလို့စရလေဒီအင်းထဲမှာကြီးရှင်းဆက်ဆိုတော့တပတ်ဝအတီးပဲလေကုန်းမှာဆက်ထားတာမဟုတ်ဘူးဟုတ်တယ်ဟုတ်ပြီးတော့ဒီကအတီးတွေကလည်းလက်ဆက်တယ်